မင်္ဂလာပါရှင်နားတွေကတဆစ်စစ်နာပြီးပဇင်းအော်ဒန်လိုဝီစီတန်လူတွေကြားနေရလားဒါဆိုရင်တော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါနားကြိုက်ခြင်းဆိုလားအလဲနားထဲမှာပိုးဝင်ပြီးလေတွေနဲ့ပြည့်နေတဲ့အတွက်ဖြေးထားတာပါတကယ်ကိုမခံမရက်နိုင်အောင်နားကြည့်စေပါနဲ့နော်ဒါပေမဲ့စိတ်မပူပါနဲ့အခုပြောပြမဲ့လွယ်ကူထိရောက်တဲ့အိမ်တွင်းနီးလက်၅ခုနဲ့ချက်ချင်းသက်သာအောင်လုပ်လို့ရပါတယ်နော်နံပါတ်1ကပဇင်းရွက်ကိုကြိတ်ချပြီးရောလာတဲ့တတူရီနှုတ်ဆက်ခန့်နားထဲကိုခတ်ပေးရမှာပဲရှင်နံပါတ်2ကတော့ရေနွေးထဲမှာပြုတ်ထားတဲ့ကြက်သွန်ဖြူကိုခြေပြီးစားအနှဲငယ်နဲ့နေပါအဲ့ဒီအဖက်တွေကိုပဝါပါလီနဲ့ထုတ်ပြီးနားပေါ်မှာအုံပေးပါနားနာကျင်တာကိုတိတိတတ်တာစေမှာပါရှင်နံပါတ်3ကတော့နားရောင်ညံ့တာမျိုးဖြစ်နေရင်တော့မုံငင်းစီနှုတ်ဆက်30ခန့်ခတ်ပေးတာကရောင်ရမ်းမှုကိုရှော့ချပေးပါတယ်ရှင်နံပါတ်4ကတော့ရေနင်းငွေရှူသွင်းခြင်းဖြစ်ပါတယ်ရေနွေးဆူဆူတစ်ခွက်ထဲကိုယူကလစ်စီလက်ဖက်စားစုံတစ်စုံနဲ့ fix တစ်စုံထည့်ပါခေါင်းကိုတပတ်နဲ့ပေါင်းပြီးအဲ့ဒီရေနွေးငွေကိုရှူပေးပါနားထဲကဖိအားနဲ့ပိတ်ညွေတဲ့အရည်တွေကြော့ဆင်းသွားစေဖို့အကောင်းဆုံးနည်းလိုက်ပါနော်နောက်ဆုံးနံပါတ်5ကတော့နားရောက်ရိုင်ခြင်းကိုကြီးညင့်တစ်ဆက်နှစ်ဆက်ခတ်ပေးခြင်းဖြင့်သက်သာစေနိုင်ပါတယ်နော်ကဲအခုပြောပြထားတဲ့နီးလန်းတွေကလွယ်လေထိရောက်မှုလည်းမြင်မာသလိုဘေးထွက်ဆိုးထိုလည်းနေပါပါတယ်ဒါပေမဲ့နာကျင်တာကပြင်းထန်ပြီးမသက်သာဘူးဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးတွားရောက်ပြသဖို့အကြံပြုချင်ပါတယ်အားလုံးပဲနာကျင်မာရဲ့ဂရုစိတ်ကြမှာလို့မှားကြရဲ့ဒီဗီဒီယိုလေးကို share ပေးဖို့နဲ့တင်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့မယ်နော်